အိုခြင်းနာခြင်းပြီးတော့ပါတော့သေခြင်းတဲ့ဟောဒီလိုနဲ့ခန္ဓာကိုယ်ကြီးကဘာလို့သေရမှာဟောသေပြီဆိုတာနဲ့ပြီးပြီသေပြီဆိုကပြီးကြရတုံညအနတ္တာပုံပုံရေးထားတယ်သေပြီဆိုတာနဲ့ပြီးပြီသူဘာကြီးဖြစ်နေပြီးသွားပြီတုံညဖြစ်သွားပြီပြန်စတစ်ကဟုတ်လားသေပြီဆိုတာနဲ့ပြီးပြီနော်တတိကြီးတဲ့သေပြီဆိုတာနဲ့မသားဖြစ်သွားတာဆင်းရဲသားလည်းသေပြီဆိုတာနဲ့မသားဖြစ်သွားဘာမှအဲ့ချင်းကြတော့ထူးခြားတယ်လို့မရှိအောင်ဟုတ်လားပိုင်ဆိုင်တာတွေပတ်သက်တာတွေအကုန်လုံးအပြီးဆုံးထားခဲ့သေပြီဆိုတာနဲ့ပြီးသွားပြီသေပြီဆိုကပြီးကြရတုံညအနတ္တဟုတ်လားကောင်းဆိုးနှဝပြုသည်မြတ်မုတ်ချကိုနောက်ပါတယ်အဲ့ဒါနောက်ကွဲကြတော့ကံနဲ့တွဲကြတော့အဲ့ဒါလာလိမ့်မယ်ဟုတ်လားသေပြီဆိုတာနဲ့ပြီးပြီအဲ့ဒီသေခြင်းတရားကိုစဉ်းစားဟုတ်လားသေခြင်းကိုစဉ်းစားလို့ရှိရင်ဘာဖြစ်မလို့လဲဇီဝိတမန်ကိုဖယ်ရှားနိုင်လိမ့်မယ်သို့မဟုတ်နေပါစေလိမ့်မယ်ဇီဝိတမန်ဆိုတာငါအသက်ရှင်သေးတယ်ဆိုတာကိုအကြောင်းပြုရဖြစ်တဲ့အထင်ရောက်မှုသူလည်းမကောင်းတာတွေကိုဖြစ်စေတဲ့ကုသိုလ်ကိုမေ့စေတယ်ကောင်းတာတွေမေ့နေဆိုအဲ့ဒါကြောင့်သေခြင်းကိုသာအမှတ်ရကြည့်လိုက်တောက်လျှောက် automatic မကောင်းတာကိုကြောက်တယ်ကောင်းတာကိုအထုတ်ခြင်းစိတ်ထက်သန်လာတယ်ဒါပဲအကူစရာရှိတာလေဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားအကြောင်းအကျိုးလေးနဲ့ဟောတာနော်အိုခြင်းစဉ်းစားရင်ပြူရွယ်တဲ့အရွယ်ကိုအကြောင်းပြုဖြစ်တဲ့မန်အဲ့ဒါကိုဖယ်နိုင်တယ်နာခြင်းစဉ်းစားရင်ကျမ်းမာရေးကိုအကြောင်းပြုဖြစ်တဲ့မန်ဖယ်နိုင်တယ်သေခြင်းကိုစဉ်းစားလို့ရှိရင်ရှင်သန်နေတာကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မန်ကိုဖယ်နိုင်တယ်အဲ့ဒီဇီဝိတမန်ကနူးညံ့တဲ့တိမ်မွေ့တယ်ဒီတိုင်းနေရင်ကိုယ့်ကိုရှိမှန်းတော့မသိဘူးစိတ်ကလေးနဲ့လှုပ်ပြီးတော့စဉ်းစားကြည့်တယ်ဒေဂာနီးလေးအနေထားလေးကိုစိတ်ကူးလေးနဲ့ရောက်ကြည့်စမ်းပါငါနောက်နာရီပိုင်းလောက်နေရင်သေရတော့မယ်ဓမ္မမဟုတ်ငါရက်ပိုင်းလောက်နေရင်သေရတော့မယ်ဓမ္မမဟုတ်ငါကင်ဆာဖြစ်နေတာ3 လပဲခံတော့မယ်တဲ့စိတ်ကူးနဲ့အဲ့ဒီအနေထားမျိုးကိုရောက်ပြီဆိုရင်ကိုယ်စိတ်ဟာဘယ်လိုနေမလဲအမြဲတမ်းဘယ်ချိန်ကျမှသေမယ်မသိဘူးဆိုတဲ့ရှင်သန်မယ်ဆိုတဲ့ရှင်သန်နေတယ်ဆိုတဲ့စိတ်ကြီးနဲ့နေတာမျိုးနဲ့တူမလားမတူဘူးနော်သေလူဖြစ်သွားပြီပေါ့နော်ကိုဟာပဲဖြစ်သွားပြီတော့သေလူဖြစ်သွားပြီဇီဝိတမန်ဘာဖြစ်တော့အများကြီးကြာသွားပြီလေဟာငါခဏနေသေရတော့မှာမန်ကြာတော့ဘာဖြစ်တော့မဟုတ်တာမလုံးချင်တော့ကဲဆိုကြပါစို့နောက်3 လလောက်နေကိုကသေရမယ်ဒါမှမဟုတ်နောက်9 ရက်နေသေရမယ်ဆိုကြပါစို့ဟာမင်းကိုယူကဘလို့တွေပြောနေတာခါတိုင်းလိုစိတ်တူအောင်မလားဘယ်တူတော့မလို့သူဘာပြောကိုကခဏနေသေရတော့မှာလေဘာဖြစ်တော့ဇီဝိတမန်မရှိတော့တဲ့အတွက်ကြောင့်ဇီဝိတမန်နဲသွားတဲ့အတွက်ကြောင့်ဘာဖြစ်သွားတော့လူကနူးညံ့သိမ်မွေ့သွားတယ်ကောင်းခြင်းစိတ်ပေါက်လာတယ်မကောင်းတာကိုကြောက်သွားတယ်သဘောပေါက်လားမသိဘူးဒါကြောင့်အိုခြင်းနာခြင်းသေခြင်းစဉ်းစားတန်ဖိုးဖြတ်လို့မရဘူးအကျိုးရလက်ကပြီးတော့မှတော့ကွဲကွာခြင်းတဲ့ဟောကိုယ်အတိုက်မြုံလေးကိုလူတွေကအလွန်ခင်တော့ရနော်အမြဲတူတူနေရမှာလားဘလောက်ချစ်သူကလည်းဘလောက်ချစ်ကိုကလည်းသူ့ကိုဘလောက်ချစ်အခိုက်အတန့်ပဲလေပြီးပြီဆိုတာနဲ့သူလည်းဘယ်ရောက်တော့မှမသိဘူးကိုလည်းဘယ်ရောက်တော့မှတိမှမဟုတ်အဲ့ဒီအခြေအနေကိုစဉ်းစားကြည့်တာဘလောက်ကိုကအဓိပ္ပာယ်မဲ့အတွေးတွေနဲ့အချိန်ကုန်တယ်ဆိုတာကိုပေါ်လွင်လာလိမ့်မယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဆိုပါဗျာကွဲကွာရလိမ့်မယ်ခွဲခွာလိမ့်မယ်ဘလို့မှဒါကိုဦးဇင်းတို့ရှောင်လွှဲလို့မရဘူးကာကွယ်လို့မရဘူးဘဝဟာဒီတိုင်းပဲဒီအမှန်တရားကိုဦးဇင်းတို့မျက်ခြေမပြတ်အောင်နော်အဲ့ဒါကိုစဉ်းစားလို့ရှိရင်ဘာဖြစ်မှာတော့တဲ့အဲ့ဒါကိုစဉ်းစားလို့ရှိရင်အချင်းချင်းရဲ့အပေါ်မှာမမောတွေ့တာတဲ့ဆန္ဒရာဂကိုဖယ်နိုင်တယ်တဲ့လောဘပေါ့နော်အဲ့ဒီဆန္ဒရာဂမကောင်းတာတွေကိုဖြစ်စေတတ်တယ်ဒါကြောင့်ကွဲကွာခြင်းကိုစဉ်းစားရင်ဆန္ဒရာဂနည်းသွားမယ်သူမို့ဖယ်ရှားနိုင်တယ်။အိုနာသေးကွဲပြီးတော့ပါလားတော့ကံနဲ့တွဲတယ်ကံနဲ့တွဲဆိုတာကိုပြုတ်ထားတဲ့ကောင်းတဲ့ကံမကောင်းတဲ့ကံတနည်းအားဖြင့်ကိုယ်တန်တန်မှာဖြစ်သွားတဲ့ကောင်းတဲ့စေတနာမကောင်းတဲ့စေတနာဟုတ်လားအဲ့ဒီစေတနာ2 ရက်ရဲ့ကောင်းကျိုးဆိုးကျိုးကိုဦးဇင်းတို့တွေကရှောင်လို့မရလုံးမိပြီဆိုရင်တော့ဒီအကျိုးရလဒ်ကိုဦးဇင်းတို့သိမ့်ပယ်ရလိမ့်မယ်ကြိုက်မကြိုက်ရွေးချယ်ခွင့်မရှိဘူးအဲ့ဒီအမှန်တရားကိုစဉ်းစားမှာနော်ကောင်းဆိုးနှဝပြုသည်မြမုတ်ချကိုနောက်ပါဘယ်နာမှထားခဲ့လို့မရဘူးအဲ့ဒါမြဲကပ်ပါနေကျန်တာတွေကတော့ပြီးရင်ထားခဲ့ရမှာတေပြီဆိုကပြီးကြရတုံညအနတ္တအကြောင်းကံကုန်အလုံးစုံအကုန်ထားခဲ့ပါလေအကြောင်းတရားကုန်တဲ့နေ့ဘာကြီးပဲဖြစ်နေထားခဲ့ပါဠိမှာယူသွားလို့မရဘူးထားခဲ့လို့မရတာကဘာလဲကောင်းဆိုးနှဝပြုသည်မြမုတ်ချကိုနောက်ပါဟုတ်လားဘယ်နှမျိုးလုံးစဉ်းစားမှာ5 မျိုးနော်အိုနာသေးကွဲကံနဲ့တွဲအမြဲနေတိုင်းရှု
အဲ့ဒီကံနှစ်တွဲကိုစဉ်းစားရင်ကောင်းကံမကောင်းကံရဲ့အကျိုးပေးကိုငါရှောင်လို့မရဘူးလို့စဉ်းစားရင်ဒုစရိုက်မှုတွေဒါတိုင်းနည်းသွားမယ်တဲ့အကျိုးရလဒ်ကိုတခါတည်းပြရနော်မြတ်စွာဘုရားဒါကြောင့်စဉ်းစားဟုတ်လားအဲ့ဒီသုတ်တန်ရဲ့နောက်ဆုံးပိုင်းမှာအဲ့ဒီ၅မျိုးကိုစဉ်းစားရင်ယဟန္တာတောင်ဖြစ်နိုင်တယ်လို့ဟောတယ်အဲ့ဒါလေးကိုလည်းဦးဇင်းကဏီကုန်းချုပ်လေးပြောခြင်းဟုတ်လားအဲ့ဒီ၅မျိုးစဉ်းစားတာကိုပေါ့အတွက်မှဆိုလို့ဟုတ်လားဘလို့ဒီဟောတာအောင်ဆိုတော့တန်ယောဇနာနိတပ္ပတောပဟိယန္တိဒီအိုနာတေကွဲကံတဲ့တွဲကိုစဉ်းစားလို့ရှိရင်တန်ယောဇဉ်တွေအကုန်လုံးကိုဖေရှားပလိုက်နိုင်တယ်အနုတယဗျန္တိဟွန်တိအနုတယတွေအကုန်လုံးကုန်ခန်းသွားလိမ့်မယ်တဲ့ဒါပေမဲ့ तू ကရှေ့နားမှာစကားလေးတွေရှိသေးတယ်ဘုံကကြော်ပြီးတော့ပြောလိုက်တာ तू ကညံကိုထက်အောင်လုပ်ရတယ်ဘယ်လိုလုပ်ရအောင်ဆိုတော့ဒီအိုနာတေကွဲကံတဲ့တွဲကိုစဉ်းစားတဲ့နေရာမှာကိုယ်တယောက်တည်းအဲ့လိုဖြစ်နေတာလို့စဉ်းစားတဲ့အနေအထားကနေပြီးတော့အော်ငါတယောက်တည်းဒီလိုဖြစ်နေတာမဟုတ်ပါလားအားလုံးဒီလိုဖြစ်နေတာပါလားလို့တလောကလုံးရဲ့အပေါ်မှာဖြစ်နေတဲ့အဲ့ဒီအမှန်တရားကိုမြင်အောင်ကြည့်ရငါမှဖြစ်နေတယ်ဆိုတဲ့အမြင်နဲ့မကဘဲနဲ့သူ့မှာလူတိုင်းမှာဖြစ်နေတယ်